ဆိုတော့ဒီနေ့ညနေမှာနှုတ်ဘတ်တော်အဖြစ်ကျွန်တော်တို့ကစင်ကြင်နှလုံးသွင်းဖို့အတွက်ဖြစ်ပါတယ်ဒီနေ့ညနေအတွက်နှုတ်ဘတ်တော်စင်ကြင်ဖို့ရန်အတွက်ကတော့လမ်းပြောက်နေသူများအတွက်နာမတော်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တို့ကစင်ကြင်ခြင်းနဲ့ဒီအဖြစ်လမ်းနေပြောက်နေတယ်လမ်းပြောက်နေဆိုတော့ဒီစကားလုံးလေးကဒီခုခေတ်ကာလမှာဆိုလဲ trend တစ်ခုနေနဲ့ကျွန်တော်တို့သုံးဆုံးလုံးကြတာဖြစ်တယ်တခုဆိုရင်လမ်းနေပြောက်နေပြီဆိုတာဘာဆက်လို့အမှန်မသိတော့ရန်နေရှုပ်ထွေးကုန်ပြီရပြဿနာများနေကွာလမ်းနေတော့ပြောက်နေပါပြီကွာဆိုတာဘာဆက်လို့ရမှန်မသိတော့တဲ့အခြေအနေမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့ယနေ့ကာလမှာဒီအခြေအနေမျိုးနဲ့လည်းခဏကျွန်တော်ရင်ဆိုင်ရတာဖြစ်တယ်အသက်တာထဲမှာဘာဆက်လို့မှမသိတော့ဘူးဆိုတဲ့အခြေအနေတွေဘယ်ကိုဆက်သွားမှမသိတော့တဲ့အခြေအနေတွေတော့ဘလို့ဖြေရှင်းမှမသိတော့တဲ့အခြေအနေမှာကျွန်တော်ဒီလမ်းပြောက်နေပြီဆိုတဲ့စကားကိုသုံးနှုန်းတာဖြစ်ပါတယ်ဆိုလိုချင်တဲ့သဘောကနေ့စဉ်ရှောက်နေတဲ့လမ်းပေါ်ကလမ်းကတော့မပြောက်သွားပေမဲ့ဒီနေ့အသက်တာထဲမှာเนาะဒီနေ့ direction ပေါ့เนาะ decision တွေမှားသွားတဲ့အခြေအနေလွဲသွားတဲ့အခြေအနေမှာပျောက်သွားတဲ့အခြေအနေရှိတယ်အဲ့ဒီခါမှာကျွန်တော်ဒီလမ်းတွေပျောက်နေပြီဆိုတဲ့အသုံးနှုန်းစကားလုံးပေါ့เนาะသုံးဆောင်တာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်ဒီလမ်းတွေပျောက်တယ်ဆိုတဲ့စကားလုံးသုံးနှုန်းနဲ့တူဘဝမှာပေါ့เนาะလမ်းပျောက်သွားတဲ့ခါမှာဘာလို့တလဲဆိုတဲ့အရာရေးကြည့်တာဖြစ်တယ်ရိုးလေးပေါ့ဒီခေတ်မှာတော့ကျွန်တော်သွားတဲ့လမ်းတွေပျောက်နေเนาะကျွန်တော်နော် Google လိုတယ်ပေါ့နော်ဒီနေ့ Google Map လိုတယ်ပေါ့နော်ဆိုတော့ဒီဘက်ထဲမှာကျွန်တော်နော် online ကနေပစ္စည်းတစ်ခုသွားယူဖို့အတွက်ရှိတယ်အိမ်ရှိထွက်တဲ့ခါမှာကျွန်တော်ချစ်တော်ဖခင်နဲ့သွားတိုးမပူနဲ့ तू သွားမယ်လိမ့်စာတော့မပြောသေး तू သိပြီအဲ့ဒါ तू သိပြီနော်သိတယ်ဒါသွားနေကြသေချာလားသေချာတယ်တဲ့သေချာမလေးဒါကတော့ဒီလိုလိုလေကျွန်တော်လမ်းနေတော့ तू ရွတ်ပြလိုက်သေးတယ်ဒါနဲ့ပဲ तू သွားရောခဏနေတော့ line ကလူကဖုန်းပို့တယ်နင်လာဦးမလားဒီနေ့လာနေပြီဆိုမရောက်လာဘူးတဲ့နော်မရောက်လာဘူးတဲ့ဆိုတော့နော်ဘယ်ရောက်သွားမှသူမသိဘူးနော်ဘယ်ရောက်မှမသိဘူးနော်ထုံးစံတယ်လမ်းပြောက်သွားတာပေါ့နော်လမ်းပြောက်အဲ့တော့မှသူနော်ဖြစ်ချင်တော့ line ကလည်းဖုန်းကလည်း line ပြတ်သွားတယ်တဲ့အခုနောက်ဆိုတော့နော် Google Map ပါသူပြန်ထည့်တော့မှနော်2နာရီလောက်ကြာပြီးမှရောက်သွားတယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တဲ့ຢာ तू သိပါတယ်ဆိုပြီးသွားပြီးမဲ့လေနောက်ဆုံးတော့ Google ကို तू ခေါ်ရတယ်ပေါ့နော်အဲ့ကျွန်တော်ပြန်သက်သေခံနေသေးတယ်เนาะအဲ့တော့ဆိုလို့ရှင်းတာကျွန်တော်ဘလောက်တီးပျောက်သွားပြီဆိုရင်ကျွန်တော်ဒီ map လေးကိုဖွင့်လိုက်တဲ့သဘောရှိတယ်ဆိုတော့တနည်းအားဖြင့်เนาะခေါ်လိုက်တဲ့သဘောပေါ့ဒီကလေးကားမောင်းနေရင်ဆိုကျွန်တော်လက်နဲ့တော့မှမနေတော့ Hey Siri เนาะဒီနေ့เนาะ Google Map ကိုဖွင့်ပေးပါကျွန်တော်လိပ်စာကိုရွတ်လိုက်ရင်သူကအဲ့ဒီမှာလမ်းပြပေးတယ်အဲ့တော့ခေါ်လိုက်တယ်ပေါ့ဆိုတော့เนาะ Google ဆိုရင်ဒီနေ့နာမည်ကိုခေါ်လိုက်တယ် Map ဆိုတော့ Waze ဆိုတဲ့နာမည်ကိုကျွန်တော်ခေါ်လိုက်တဲ့အခါမှာဒီဖုန်းထဲကနေကျွန်တော်ကို direction ပေါ့နော်မှန်ကန်သော direction ကိုပြဖို့အတွက်လမ်းပြပေးတဲ့သဘောဖြစ်တယ်အဲ့တော့ဘဝအသက်တာထဲမှာနော် Google ပြလို့မရတဲ့လမ်းပြောက်ခြင်းတွေရှိတယ်ဆိုတော့ပေါ့နေ့စဉ်ကားမောင်းသွားတဲ့ချိန်စက်ဘိန်းနဲ့သွားတဲ့ချိန်လမ်းလျှောက်သွားတဲ့ချိန်မှာလမ်းပြောက်သွားတဲ့ခါမှာတော့ Google ခေါ်လိုက်ရမယ် Google မမိရဲ့နေရာမျိုးမှာဆိုကျွန်တော်ဒီနေ့satellite တွေ map တွေနော်ဟိုတန်လိုက်အိမ်မြောင်တွေဒီຢာတွေကိုအသုံးပြုပြီးတော့လမ်းပြဖို့အတွက်ခေါ်လို့ရတယ်ဒါပေမဲ့အဲ့ဒီလမ်းတွေမဟုတ်ဘဲနဲ့တကယ်ဘဝအသက်တာထဲမှာကိုဘာဆက်လို့မှမသိတဲ့ပြဿနာတွေမိသားစုအခြေအနေတွေအလောက်ကိုင်းတွေအမှုရာအရေးရာတွေအဲ့ဒီခန္ဓာတွေပျောက်သွားတဲ့ခါမှာဟေး Google လို့ခေါ်လဲကျွန်တော်တို့ကိုလမ်းမပြပေးနိုင်ပါဘူး Waze လို့ခေါ်လဲကျွန်တော်တို့ကိုလမ်းမပြပေးနိုင်ဘူး Apple Map လို့ခေါ်လဲကျွန်တော်တို့ကိုလမ်းမပြပေးနိုင်တဲ့အခြေအနေတွေအများကြီးရှိပါတယ်အဲ့ဒီအခြေအနေတွေမှာခေါ်ရမယ့်နာမသည်ဘုရားသခင်နာမဖြစ်ပါတယ်ဒါကြောင့်မို့ယနေ့နှုတ်ဘတ်တော်ထဲမှာလမ်းပြောက်သွားတဲ့အခြေအနေတွေမှာဘုရားသခင်ကသူ့နာမအားဖြင့်လမ်းပို့ဆောင်ပေးတယ်ဆိုတော့ယနေ့ညနေခင်းမှာကျွန်တော်အတူတူကဆင်ခြင်မှာဖြစ်တယ်ရှေးဥစွာထွတ်မြောက်ခြင်းအခန်း3အငယ်14တစ်ပိုက်ကိုကျွန်တော်အတူတူကဖတ်ကြပါစို့ထွတ်မြောက်ခြင်းအခန်း3အငယ်14ထွတ်မြောက်3:14ကဲအတူတူကဖတ်ကြအောင်ဘုရားသခင်ကလည်းငါဖြစ်သည့်တိုင်းငါဖြစ်သူဟွေ၎င်းရပါပြီအဲ့တော့ထွတ်မြောက်3ဒီဘီးလောင်တဲ့ခြုံပုတ်ထဲမှာဘုရားကမောရှေကိုခေါ်တဲ့အချိန်ဖြစ်တယ်အဲ့ဒီချိန်မှာသေချာတယ်မောရှေဟာလမ်းပြောင်းနေပြီဆိုတာ तू နေ့စဉ်နှစ်ပေါင်း40လုံးကျင်လည်နေတဲ့မိဒရန်တော်တွေမှာလမ်းပြောင်းတာမဟုတ်ဘူးသူ့ဘဝမှာ तू ဘာအတွက်မြေကြီးပေါ်မှာအသက်ရှင်နေရတယ်ဆိုတာ तू မသိတော့အဲ့ဒီချိန်မှာသူ့ရဲ့ purpose သူ့ရဲ့ရည်ရွယ်ချက်ဘုရားသခင်သူ့ကိုဘာကြောင့်ဖြစ်ပွားစေလဲဘုရားသခင်သူ့ကိုမြည်ကြီးဝါဘာအတွက်ထားတာလဲသူ့ကိုဘုရားသခင်ဘယ်လိုအသုံးပြုမလဲဆိုတဲ့လမ်းမောရှေမှာမရှိတော့ပါဘူး။ဘာကြောင့်လဲပထမနှစ်40လုံးမှာမောရှေသည်အကောင်းဆုံးသောပညာရက်တွေအကောင်းဆုံးသောနေရာတွေနန်းတော်ထဲမှာရှင်သန်ကြီးထွားခဲ့သူတွေဖြစ်တယ်။ကောင်းသူ့မှာဒီနေ့အသက်ပညာတွေနားလည်တက်ကြွတာဖြစ်တယ်။ဒါပေမဲ့ဒီနေ့ဒီချိန်မှာ तू လူ2ယောက်ကိုတော့မှ तू ဥမဆောင်နဲ့
အဲ့ဒီချိန်မှာဥမဆောင်နိုင်တဲ့အတွက်သူဟိုးမိဒရန်တော်တဲ့ကိုထွက်ပြေးသွားတဲ့အခြေအနေရောက်သွားပြီးတော်ထဲမှာနောက်တဲ့နှစ်ပေါင်း40ပေါင်းအဲ့ဒီချိန်မှာမောရှေအသက်နဲ့တွက်မယ်ဆိုရင်80နီးပါးအရွယ်ရောက်နေတဲ့ကာလတစ်ခုဖြစ်တယ်အဲ့တော့ဘဝမှာဘာအတွက်အသက်ရှင်နေမှန်းမသိတော့ဘာကြောင့်လဲအကောင်းဆုံးဖြတ်သန်းခဲ့ပြီးအဆိုးဆုံးနေလဲဖြတ်သန်းခဲ့ပြီးအကောင်းဆုံးစူးစမ်းလုပ်တယ်လူတွေကသူ့လှုပ်ချင်းကိုနားမလဲအထူးဖြင့်အဲ့ဒါသူ့လူမျိုးတွေသူအသက်ရှင်ခဲ့တယ်ဒါပေမဲ့သူ့ပေါ်မှာပြန်လဲတုံ့ပြန်တဲ့ response ဒီတုံ့ပြန်မှုဟာမကောင်းမင်းငါတို့ကဘသူကတော့ဒီနေ့ခေါင်းဆောင်ခံထားလို့မရလားလူဒီစကားလာပြောတာလေဆိုအခြားလူမဟုတ်အေဂုတုလူပြောတာမဟုတ်ဒီဟေဘရဲလူတွေကပဲပြောခြင်းအပြင်မောရှေဟာထွက်ပြေးခဲ့ရအဲ့တော့ဒီတောထဲမှာပဲနေ့ရက်စဉ်တိုင်းသူသွားတဲ့ခါမှာအခုချိန်မှာမောရှေဟာနေ့စဉ်လျှောက်တဲ့လမ်းတော့မပြောက်ဘူးဒီသိုးတွေတိရစ္ဆာန်တွေကိုထိန်းချောင်းနေတဲ့မိဒရန်တော်တွေကတောလမ်းတွေတော့မပြောက်ဘူးဒါပေမဲ့သေချာတာကတော့သူဘာဆက်လို့ရမှန်းမသိတော့တဲ့ပျောက်ဆုံးမှုနဲ့သူပျောက်နေဒါကြောင့်မို့သူ့ကိုဘုရားသခင်ခေါ်လိုက်တဲ့အချိန်မှာကျွန်တော်ဘာမှမဟုတ်တော့ဘူးတဲ့နှုတ်ဆွမ်းသက်တည်တက်နိုင်စွမ်းနေယခုလည်းမရှိဘူးအရေးအားလည်းမရှိတော့ဘာမှမရှိတော့တနည်းအားဖြင့်ဘာအတွက်အသက်ရှင်နေရမှန်းတော့မသိတော့တဲ့အခြေအနေမျိုးဖြစ်တယ်အဲ့ဒီချိန်မှာဘုရားသခင်ကဒီနာမတစ်ခုနဲ့မောရှေကိုထူခဲ့တာဖြစ်တယ်ငါဖြစ်သည့်အတိုင်းငါဖြစ်သည့်ဘုရား I am who I am ဘုရားမှာနာမတွေအများကြီးရှိပါတယ်နာမတွေအများကြီးရှိပါတယ်ညီသက်ချင်းရှလုံဆိုတာရှိပါတယ်ဂျိုင်ရာထောက်ပံ့မဆာခြင်းဂျေဟောဗာဂျိုင်ရာထောက်ပံ့မဆာခြင်းရှိတယ်ယောဟန်နီစီအောင်မြင်ခြင်းရှိတယ်ဒါရဖျားသည်လောင်တော်မီဖြစ်တယ်အိုးဘုရားမှာနာမတွေအများကြီးရှိတယ်ဒါပေမဲ့ဒီအချိန်မှာမောရှေကိုသူ mix ဆက်တဲ့နာမပျောက်သွားတဲ့အချိန်မှာမောရှေဘဝလမ်းပျောက်သွားတဲ့အချိန်တွေမှာခေါ်ရမယ့်နာမသည်ငါဖြစ်သည့်တိုင်းငါဖြစ်တဲ့ဘုရားတဲ့ဘာကြောင့်လဲဆိုရင်မောရှေဖြစ်သည့်တိုင်းမောရှေမဖြစ်နိုင်တော့ဘူးသူဖြစ်တဲ့ identity သူ့ရဲ့ identity မရှိတော့အဲ့ဒီချိန်မှာဒီနေ့ဖာရောနန်းတော်တွေကနော်ဖာရောရဲ့မင်းသားအေဂုတုမင်းသား Prince of Egypt ဆိုတဲ့နော်ဒီနေ့ဖြစ်ခြင်းလည်းမရှိတော့တော်ထဲမှာဖြတ်သန်းနေချိန်မှာ तू ဘသူလဲဆိုတော့မသိတော့အဲ့ဒီခါမှာအရေးကြီးဆုံးကငါဖြစ်သည့်တိုင်းငါဖြစ်တဲ့ဘုရားဆိုရယ်ဘုရားရဲ့ဖြစ်ခြင်းကသာအရေးကြီးသွားတယ်မောရှေရဲ့ဖြစ်ခြင်းနဲ့အလုံးဆက်လုံးလို့မရတော့တဲ့အခြေအနေဖြစ်ပါတယ်ချစ်တော်ညီကိုမောတခါတည်းမှာကျွန်တော်အကောင်းဆုံးစူးစမ်းပေမဲ့ကျွန်တော်ရဲ့ဖြစ်ခြင်းနဲ့ကျွန်တော်လှုပ်လို့မရတော့တဲ့အခြေအနေတွေအများကြီးရှိတာဖြစ်တယ်ကျွန်တော်အကောင်းဆုံးလုပ်ခဲ့ပြီးကျွန်တော်တတ်နိုင်သမျှအကုန်လုပ်ခဲ့ပြီးကျွန်တော်စွမ်းဆောင်နိုင်သမျှမိကုန်ရန်ကိုအားလုံးစွမ်းဆောင်ခဲ့ပြီးဒါပေမဲ့ကျွန်တော်လုံနိုင်စွမ်းမရှိတော့တဲ့အခြေအနေဖြစ်တယ်အဲ့ဒီခါမှာသေချာတာကတော့ကျွန်တော်ဖြစ်သည့်အတိုင်းကျွန်တော်ဖြစ်လို့မရတော့ဘူးငါဖြစ်သည့်အတိုင်းငါဖြစ်တယ်ဆိုရယ်ဘုရားကသူဖြစ်သည့်အတိုင်းကျွန်တော်ကိုဖြစ်စေခြင်းလားကျွန်တော်စ조사ပြီးတန်ရှင်းအောင်နေတယ်ကျွန်တော်တန်ရှင်းလို့မရနိုင်တော့လမ်းတွေပျောက်ကုန်ပြီအဲ့တော့ तू ဖြစ်သည့်အတိုင်း तू ဖြစ်တဲ့ဘုရားက तू တန်ရှင်းသည့်အတိုင်းကျွန်တော်တန်ရှင်းစေမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီခေါင်းရှုံးလမ်းတွေပျောက်ငါအကောင်းဆုံးနေရအတန်ရှင်းဆုံးနေငါနှုတ်ရှာပါးစပ်ငါထိန်းချုပ်တာငါအတွေးတွေငါထိန်းချုပ်တာဒါပေမဲ့ကျွန်တော်မရတော့အဲ့ဒါဆိုကျွန်တော်လမ်းပျောက်ပြီဒါဆိုသေချာပြီကျွန်တော်ခေါ်မဲ့နာမကငါဖြစ်သည့်တိုင်းငါဖြစ်တဲ့ဘုရားကိုတော်ဖြစ်သည့်တိုင်းကျွန်တော်ဖြစ်စေပါ because I can't ကျွန်တော်မတတ်နိုင်တော့မောရှေဘာမတတ်နိုင်တော့လေကျွန်တော်မလုပ်နိုင်တော့ကျွန်တော်လုပ်ခဲ့ပြီအနည်း80ဗျာချစ်တော်ညီကိုမမတို့သူ့ဘဝမှာဖြတ်သန်းခဲ့ပြီး life experience အပြည့်အဝမောရှေမှာရှိခဲ့ပြီဒါပေမဲ့အခုချိန်မှာကျွန်တော်ဘာမှမတတ်နိုင်တော့ဘူးအဲ့ဒီခါမှာအော်စရာငါဖြစ်သည့်တိုင်းငါဖြစ်တယ်ဆိုရယ်ဖေကအဲ့ဒီမတတ်နိုင်ဆိုရယ်မောရှေကြီးကိုတတ်နိုင်စေတယ်မောရှေလက်ထက်ကဘာမှမဟုတ်တဲ့သစ်ကိုင်းကြောင့်သစ်ချောက်ကိုင်းကြီးကပြစ်ချလိုက်တဲ့ခါမှာအသက်ရှင်တဲ့တော်ဖြစ်လာတယ်ကောက်ကန်လိုက်တဲ့ခါမှာတော့ဒီနေ့တောင်ဝင်းပြန်ဖြစ်သွားတယ်အဲ့ဒီတောင်ဝင်းနဲ့ပင်လယ်ကိုနှစ်ချမ်းခွဲခဲ့တယ်အဲ့ဒီတောင်ဝင်းနဲ့တိုက်ပွဲတွေဝင်ခဲ့တယ်ဘာမှကြီးမားမားကောင်းကင်ဘုံကနေမိုးချိုးတောင်ဝင်းတွေမကြလာပါဘူးလက်ထဲမှာရှိတယ်သစ်ကိုင်းကြောင့်မောရှေမင်းလက်ထဲမှာဘာရှိသလဲဆိုတဲ့အရာနဲ့ပဲအံ့ဩဖွယ်ဟာလမ်းပြအသုံးပြုခဲ့တာဖြစ်တယ်အဲ့တော့မောရှေဟာသူကိုယ်တိုင်လမ်းသိသွားအောင်တော့မကဘူးဒီလောက်ကြီးကြောင်လူမျိုးလူပေါင်းများစွာကိုလမ်းပြဥဆောင်နိုင်တဲ့ကောင်းဆောင်ကြီးဖြစ်သွားတာဖြစ်တယ်ဟာလေလုယာသူဖြစ်သည့်တိုင်းသူဖြစ်ခြင်းမှာလူနှစ်ယောက်တောင်မဥဆိုင်နေတဲ့မောရှေကဘုရားဖြစ်သည့်တိုင်းဘုရားဖြစ်တဲ့ဆိုရယ်ဒီနာမအောက်မှာမိန်းမနဲ့ကလေးမဆိုယောက်ျားကြီးပဲ6သိန်းကိုဥဆောင်နိုင်တဲ့ကောင်းဆောင်အနေနဲ့ဘုရားသခင်ကလမ်းပြသူအနေနဲ့ပို့ဆောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လမ်းနေပျောက်နေတဲ့အချိန်မှာဘဝမှာစူးစမ်းခဲ့ပြီး try ခဲ့ပြီးလောက်ခဲ့ပြီးရည်ရွယ်ချက်တွေမသိတော့ဘူးမျှော်လင့်ချက်တွေမရှိတော့ဘူးကိုဘာဖြစ်လို့ဖြစ်နေမှန်းတော့မသိတော့တဲ့အခြေအနေမှာဆိုကျွန်တော်ဘုရားသည်သူဖြစ်သည့်တိုင်းသူဖြစ်တဲ့ဘုရားအဲ့ဒီနာမကကျွန်တော်ခေါ်လို့ရတာဖြစ်တယ်
ငါသိပါတယ်ဆိုလမ်းကိုစောစောသွားနေနေလမ်းမသိတော့တဲ့ခါမှာ Google လို့ခေါ်လိုက်တဲ့ခါမှာလမ်းပြပေးနိုင်တယ်လို့ကျွန်တော်ဘဝမှာအကောင်းဆုံးနေစူးစမ်းဖြတ်သန်းပြီးမဲ့အစဉ်ပြောချိန်မှာငါဖြစ်သည့်တိုင်းငါဖြစ်တဲ့ဖေဟာကိုရောဖြစ်သည့်တိုင်းကျွန်တော်ကိုဖြစ်စေပါကိုရောတက်နိုင်သည့်တိုင်းကျွန်တော်ကိုတက်နိုင်စေပါကိုရောလုံနိုင်သည့်တိုင်းကျွန်တော်ကိုလုံစေပါကိုရောတန်ရှင်းသည့်တိုင်းကျွန်တော်ကိုတန်ရှင်းစေပါကိုရောအောင်မြင်သည့်တိုင်းကျွန်တော်ကိုအောင်မြင်စေပါကျုပ်ဒီနာမကိုအော်ဟစ်ခေါ်လို့ရတာဖြစ်ပါတယ်နှုတ်မဆွေကျွန်တော်ဘဝမှာအကောင်းဆုံးနေစူးစမ်းပြီးတော့မတက်နိုင်တော့တဲ့ချိန်မှာလမ်းတွေပျောက်တဲ့ချိန်တွေအများကြီးရှိတယ်ဒီချိန်မှာခေါ်ရတော့နာမသည်ငါဖြစ်သည့်တိုင်းငါဖြစ်တယ်ဆိုရင်နာမအောက်မှာမောရှိကိုလမ်းပြပေးခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်သူ့ရဲ့တက်နိုင်ခြင်းနဲ့သူဒီချိန်တွေမှာမလွတ်နိုင်တော့သူစူးစမ်းခဲ့ပြီဒါပေမဲ့အခုချိန်မှာဘုရားသခင်ရဲ့တက်နိုင်ခြင်းနဲ့မောရှိလောက်တာဖြစ်ပါတယ်အယံကွာခြားသွားပါတယ်သူ့ရဲ့တက်နိုင်ခြင်းထဲမှာသူလှုပ်ခဲ့တဲ့အခါမှာဖာရောရဲ့အရှိန်ဟိုအဲဂုတုရဲ့အရှိန်ဟိုအဲဂုတုရဲ့အဆောင်အယောင်နဲ့လူနှစ်ယောက်ကိုသူစကားပြောလို့မရခဲ့အခုချိန်မှာသူဝတ်ထားတဲ့အဝတ်စားကသိုးရင်းစားပဲရှိတော့တယ်အရွယ်အားဖြင့်ဟိုတုန်းက40ဗျာအခု80ဗျာ40အရွယ်တုန်းကတန်မြာနုပြိုမှုမျိုးအခု80အဖိုးကြီးမှာမတွေ့ရတော့ပါဘူး40အရွယ်ရဲ့စွမ်းနိုင်ရည်အားမျိုးအခု80မှာမတူတော့ပါဘူးကွာခြားသွားပါတယ်အဆောင်ရောင်အရင်တော့က Prince of Egypt အခုချိန်က Midrand တွေကယောက်ခမသိုးတွေနွားတွေကိုထိန်းချောင်းနေရတယ်တိုးချောင်းသားကြီးဖြစ်နေတခြားစီပဲအခြေအနေကဒါပေမဲ့အော်စရာကောင်းလောက်အောင်စောစောကအဆောင်အယောင်နေနဲ့သူဥဆောင်တော့ကတစ်ယောက်တော့သူ့နောက်မလိုက်လာဘူးဒါပေမဲ့အခုဖျားဖြစ်သည်ငါဖြစ်သည်တိုင်းဆိုရင်ငါဖြစ်တဲ့ဖျားရဲ့ဖြစ်ချင်းနဲ့သူလှုပ်တဲ့အခါမှာလူပေါင်းများစွာသူ့နောက်ကိုလိုက်လာတယ်မောရှေအားဖြင့်ဖျားပြောတဲ့စကားကိုလူပေါင်းများစွာဝန်ခံရတယ်သွားရမလဲဆိုတာသူတို့သိသွားတယ်တော်ထဲမှာနှစ်ပေါင်း40လဲပြီးသွားနေပြီမဲ့သူတို့ဒီလမ်းပြောက်နေတဲ့သူတွေမဟုတ်တော့သိထားစီခြင်းပါတယ် yes တော်ထဲမှာနှစ်ပေါင်း40သွားတယ်ဒါပေမဲ့သူတို့လမ်းပြောက်တာမဟုတ်ပါဘူးသူတို့မပြောက်ဘူးမိုးတိမ်နဲ့မိတိုင်အပြင်ပို့ဆောင်ပြီးတော့တနေ့ခါနန်ဆိုရဲဂတိတော်ထားရမြေကိုသွားမယ်ဆိုရဲ destination သူတို့မှာရှိတယ်လမ်းမှာကြာနေတာနဲ့လမ်းပြောက်တာနဲ့မတူပါဘူးချစ်တော်ညီကောင်မတို့ဘယ်သွားမလဲဆိုရယ်ရည်ရွယ်ချက်ရှိသွားတယ်ဘယ်ကိုဥတီရမလဲဆိုတာသိသွားတယ်ဘုရားရဲ့အမွေဘုရားရှင်ပြင်ဆင်ထားတဲ့နေရာကိုသွားရမယ်ဆိုရယ်မျှော်လင့်ချက်နဲ့ရည်ရွယ်ချက်အသက်တာမှာပြည့်စုံသွားတယ်ဒါကိုမသိရင်ကျွန်တော်တို့လမ်းပြောက်တာနဲ့လမ်းမှာကြာတော့ကိုမခွဲချက်တဲ့ခါမှာကျွန်တော်တို့ဒီကြာနေရနဲ့ပျောက်နေရနဲ့ယောနောတည်တတ်တာဖြစ်ပါတယ်ဒါကြောင့်မို့ငါဖြစ်တဲ့တိုင်းငါဖြစ်တဲ့ဘုရားကလမ်းပြောက်နေတဲ့မောရှေအသက်တာထဲမှာဥဆောင်ပေးခဲ့တယ်ဆိုတာကိုကျွန်တော်တို့နားလည်ဆင်ခြင်ရတာဖြစ်ပါတယ်ဒုတိယတစ်ချက်ကိုကျွန်တော်ကြည့်အောင်ကပ္ပဦးကျမ်းခန်းကြီး16အငယ်73တစ်ပိုက်ကိုဖတ်ချင်ပါတယ်ကပ္ပဦးကျမ်းခန်းကြီး16အငယ်73အတူတူဖတ်ကြပါစို့ထို့သောမိန်တော်မူသောသာရဖျားကိုအာတော်အေလာယောဟုသောအမည်ဖြင့်ခေါ်ဝေါ်၍ငါကိုမြင်သောသူကိုဤရက်၌ပင်ငါမြင်ရသည့်တကားဟုဟာဂရဆိုလေ၏အာတော်အေလာယော Jehovah El-Rai အတိတ်ဘက်က the God who sing တွေ့တဲ့ဖျားတဲ့မြင်တဲ့ဖျားအဲ့တော့ကပ္ပဦး16မှာအင်မတန်မှလမ်းပြောက်နေတဲ့သူတယောက်ရှိတယ်အဲ့ဒါဟာဂရပဲဘဝပြောက်တယ်လို့ပြောရအောင်အစောကြီးတဲ့ကဘဝကအစဉ်ပြေခြင်းကိုမရှိဘူးအဲကုတုကဂျုံမအနေနဲ့ရှိခဲ့ပြီးတော့စာရာနဲ့အာဗျန်ရှရက်မိသားစုထဲမှာဂျုံဖြစ်တဲ့ပါဝလာခဲ့ရွေးချယ်ခွင့်မရှိဘူးရည်ရွယ်ချက်မရှိဘူးမျှော်လင့်ချက်မရှိဘူးထိုင်းနေတိုက်ရင်သေးခိုင်းတာလှုပ်ကြွေးလှုပ်ပေးဒီနေထားမှာပဲရှိခဲ့ဒါပေမဲ့တရက်မှာသူ့စီကိုကြီးမားတဲ့အမိန့်တစ်ခုရောက်လာတယ်အဲ့ဒီလောက်ကကလေးမွေးပေးရမယ်ဘာလို့သခင်မအင်ရှင်မဖြစ်တဲ့စာရဲကကလေးမမွေးနိုင်အဲ့တော့နော်အာဗြဟံနဲ့အင်ရှင်အာဗြဟံနဲ့ကလေးမွေးပေးရအငှားကိုဝင်ဘာမှညင်းပိုင်ခွင့်မရှိဘူးနေချင်းစီဖြစ်စေမနေချင်းစီဖြစ်စေအာဗြဟံနဲ့ပေါင်းဖက်ရတယ်မွေးလာတဲ့အခါမှာအိမ်တော်ထဲမှာပြဿနာတွေရှိလာတဲ့အခါမှာအခုအပေါ်ဖတ်ကြည့်တဲ့အခါမှာစာရဲကတဲ့နော်ညင်းဆဲတယ်အငယ်6မှာပြင်တင်းဂျုံမသည်တင်းလက်၌ရှိသူ၌ပြုစီသည်များပြုအောင်စာရဲကပြောလင်စာရဲသည်ဂျုံမကိုညင်းဆဲသည်ဂျုံမသည်သခင်မထမထွက်ပြေး၏ဒါရပြိုင်ကောင်းကင်ဘက်သည်ရှုရှိပြီးသောလမ်း၌ဆိုင်တွင်မှဟာဂရတွေ့လင်စာရဲဂျုံမဟာဂရ
အဘယ်ကလာသနည်းအဘယ်သို့သွားမည်နည်းဟုမေးတော့အတူတူဖတ်ရအောင်ကျမသည်မကြည့်ကောင်းကင်တမန်မေးတယ်နင်ဘယ်ကလာလဲဘယ်ကိုသွားမလဲသူ့အဖြေမှာနှစ်ခုမရှိတစ်ခုပဲရှိတယ်ကျမစာရဲစီကနေထွက်ပြေးလာတာဘယ်သွားမလဲဆိုတဲ့အဖြေသူ့မှာမရှိဘူးသွားမယ်နေရာလည်းသူမသိဘူးဘယ်သွားမလဲအမျိုးသမီးခေါ်လုံရေးကိုသွားမလားဒုက္ခရောက်နေတဲ့သူအနေနဲ့တခြားနေရာမှာသွားခေါ်လုံဘယ်မှသွားစရာမရှိဘူးနင်ဘယ်ကလာလဲဘယ်ကိုသွားမလဲတဲ့ဘယ်ကလာသနည်းဘယ်ရက်သို့သွားပြီလို့မေးတော့ကျမသည်သခင်မဆိုင်ထဲမှာပြေးလာသူဆိုလေ၏ပြေးလာတဲ့နေရာတော့သူသိတယ်ဆိုင်ရဲ့ဆရာသူပြေးလာတော့ဒါပေမဲ့ဘယ်သွားမလဲဆိုတဲ့အဖြေဟာဂရမှမရှိဘူးဟာဂရမှမရှိဘူးတကယ်လည်းဘာလို့မှမသိဘူးအဲ့တော့ကျွန်တော်ကိုဘွားကအခက်ခဲနေတယ်ဆိုလာပါရဲဆိုရင်အခုကမ္ဘာဦး16ကဟာဂရရဲ့ဘဝကိုစဉ်းစားဆင်ခြင်လို့ရတယ်ဖိနှိပ်ခံရတယ်ညှင်းဆဲခံရတယ်မတရားလုပ်ခံရတယ်မတရားပြောခံကျွန်တော်ကမတရားလုပ်ခံတဲ့အဆင့်မဟုတ်သေးဘူးမတရားပြောခံရတဲ့အဆင့်ပဲရှိသေးတယ်အဲ့လောက်နဲ့ကျွန်တော်မခံစားနိုင်တော့လမ်းနေပြောက်ကုန်ပြီနော်နည်းနည်းဘွားပြနာချင်ခက်ခဲတယ်ဘာလို့မှမသိတော့အခုဘယ်သွားမလဲမေးကျွန်တော်မှအဖြေမရှိဘူးဘာလို့ကျွန်တော်မှနာချီစရာတွေအများများတာဟုတ်ဘယ်သွားမှမသိဘူးထွက်လာပြီဒီလောက်ကနေထွက်လာပြီစိတ်နာလုံးလို့ဘယ်မှာသွားမလဲမသိဘူးဘယ်လို့သွားမလဲမသိဘူးဟာမိသားစုကတော့ထွက်လာပြီဒါပေမဲ့ဘယ်သွားမှမသိဘူးဒီမြို့ကတော့ထွက်လာပြီဒီနေရာတော့ထွက်လာပြီဒီနိုင်ငံတော့ထွက်လာပြီဒီအချိန်တွေတခုတော့ကျွန်တော်ထွက်လာပြီပြေးရတာလွယ်ပါတယ်ဒါပေမဲ့ဘယ်သွားမှမသိတာကခက်တယ်အဲ့တော့သေချာတဲ့ဟာဂရလမ်းပြောင်းနေပြီဒါနဲ့အဲ့ဒီချိန်မှာဘုရားသခင်ကသူ့ကိုဒီနာမနဲ့မိတ်ဆက်တယ်အာတော်အေလာယောအယ်ရိုင်အတိတ်ဘယ်ကငါတွေ့တယ်နင်းကိုငါမြင်တယ်နင်းခံစားနေရတာတွေငါသိတယ်နင်းပါဇက်ကမပြောလဲငါအားလုံးကိုမြင်နေတယ်ဆိုတဲ့နာမဖြစ်တယ်ကျွန်တော်ဆိုကနူးမှာနေတန်းချီခဲ့ပြီးဘုရားမှာနာမမျိုးစုံရှိတော့ဒါပေမဲ့ဒီအခြေအနေဒီ saturation ဒီအခြေအနေမှာတော့ဘုရားသခင်ကဟာဂရကိုပြောလိုက်တဲ့နာမဘုရားကခေါ်တဲ့နာမမိတ်ဆက်တဲ့နာမမိတ်သာဖွဲ့တဲ့နာမကတော့ El Rai the gods who sing အာတော်အေလာယောဘုရားတွေ့တယ်အဲ့တော့ကျွန်တော်ဒီနေ့နာကျင်စရာတွေနဲ့ရင်ဆိုင်ကြုံတွေ့တဲ့အခါမှာကျွန်တော်ဘာလို့လမ်းပြောက်လဲဆိုရင်အဲ့ဒီပေါ်မှာကျွန်တော်ချီနှောင်ခြင်းတွေဖြစ်လာတယ်ကို self pity ဆိုတဲ့အရာနဲ့ကျွန်တော်တနာတယ်ငါပဲခံနေရတာငါပဲဖြစ်နေတာငါပဲဒုက္ခရောက်နေတာငါတို့မိသားစုပဲဖြစ်တော့ဘာဖြစ်သွားလမ်းပြောက်သွားတယ်လမ်းတွေပြောက်ကုန်တယ်ဘာဆက်လို့မှမသိတော့ဘဝမှာရည်ရွယ်ချက်တွေပြောက်ကုန်တယ်ဘဝမှာရည်မှန်းချက်တွေပြောက်ကုန်တယ်ဘာကြောင့်လဲချစ်တော်ညီကိုဘဝဖြတ်သန်းကြတဲ့အခြေအနေမှာလူတိုင်းကကောင်းကင်တမန်လို့မဟုတ်ဘူးကျွန်တော်ကောင်းကင်ဘုံမှာနေနေရမို့ဒါကဘာမြေကြီးမှာနေနေတာကဘာမြေကြီးမှာနေတာလူဆိုတာတယောက်တစ်မျိုးကိုယ့်ပေါ်မှာတော့ဒီနေ့ကောင်းမွန်စွာဆက်ဆံတဲ့သူရှိနိုင်တယ်ကိုယ်အနိုင်ကျင့်တဲ့သူရှိနိုင်တယ်ကိုယ်မတရားပြုနိုင်တဲ့သူရှိနိုင်တယ်ကိုယ်မကောင်းချင်တဲ့သူရှိနိုင်တယ်လူပေါင်းများစွာနဲ့ကျွန်တော်တွေ့နိုင်တယ်အခုဒီနေ့ဒီနေရာမှာဟာဂရရင်ဆိုင်ကြုံတွေ့တဲ့အခါမှာအင်မတန်မှနာကျင်စရာကောင်းတယ်သူမိတ်နဲ့ပဲဒီကိုဝင်ဆောင်ဆိုသူဆောင်တယ်ကိုဝင်ရတဲ့အခါမှာတော့ဒီနေ့အိမ်တော်ထဲမှာပြဿနာတက်တဲ့အခါမှာတော့ဒီနေ့အာဗြဟံဘာစကားပြောလဲဆိုဆာရာအဲ့ဒါနင့်ချွန်မားတယ်နင့်လက်ထဲမှာရှိရတဲ့နင့်ကြိုက်တာလုပ်တယ်အဲ့ဒီစကားကြီးကိုခံစားကြည့်ပါဦးအမျိုးသမီးတယောက်နဲ့ခံစားကြည့်လေသူနဲ့ရတဲ့ကိုဝင်ကလည်းဒီမှာလွယ်ထားသေးတယ်အဲ့ဒါကိုသခင်မအဲ့ပြောအဲ့ဒါနင့်ချွန်မားနင့်ကြိုက်တာလုပ်ဆိုဟိုကနှိမ့်ဆက်ကိုအဲ့လောက်နာကျင်စရာအခြေအနေအဲ့ဒီ pain တွေအဲ့ဒီမကျင်တဲ့ချက်တွေကျွန်တော်နေကျွန်တော်ဘဝမှာလမ်းပြောင်းနေတော့ဒါပေမဲ့အဲ့ဒီအရာကိုလမ်းပြပေးနိုင်တဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါဘုရားသခင်ကသူ့ရဲ့မြင်တွေ့ခြင်းဖြစ်တယ်အဲ့တော့ဘဝမှာ mistreating ပေါ့ကျွန်တော်ရဲ့အသက်တာထဲမှာ not fair နော်မမျှတစွာဆက်ဆံမှုများရင်ဆိုင်ကြုံတွေ့ရပါကဒါလမ်းပြောင်းနေဖို့အတွက်မဟုတ်ဘူးဒါတွေကိုဘုရားသခင်မြင်တယ်ဒါတွေအလုံးဘုရားသခင်မြင်တယ်ဘုရားသခင်တွေ့နေတယ်အဲ့တော့ဘုရားသခင်ကအဲ့ဒီဟာဂရကိုနင်ပြန်သွားတဲ့စဉ်းစားကြည့်နော်လမ်းပြခိုင်းတဲ့အရာကနင်ပြန်သွားတဲ့ဒီနေ့ကြည့်တဲ့အခါမှာကျွန်တော်ဒါလေးကိုဖတ်ချင်ပါတယ်ငယ်ကိုမှာထာဝရဘုရားကောင်းကင်တမန်ကလည်းသင်ဤသခင်မထံသို့ပြန်၍သူဤအုပ်ဆိုးခြင်းကိုခံလို့အမိန့်တော်ရှိလမ်းပြောင်းနေပါလေဆိုတာဘုရားသခင်လမ်းပြတဲ့နေရာကဝေးသောနေရာမဟုတ်ဘူးအဲ့ဒီနေရာကိုပြန်သွားတဲ့အဲ့ဒီအောင်ပြန်ဝန်ခံတဲ့ဟာမလွယ်ဘူးနော်
ဒီနေရာမှာကျွန်တော်လူချင်တဲ့နာမကယောဟရှလုံညီသက်ချင်းနော်ယောဟဂျိုင်ရာကိုဖျားခင်ထောက်ပစ်မဆာမဒီချိန်မှာငါ့ကိုလာပေးမယ်ဖျားပေးမယ်နော်ဂျွမ်နီရှိဒီချိန်မှာငါတို့အောင်မြင်ခြင်းပဲနော်ဒီနေ့ဒါကဆာရောအပြည့်ရှင်းမယ်နော်အောင်မြင်ခြင်းပဲနော်ကိုမပြောအာတော့အေးလာရောတဲ့ငါတွေ့တယ်နေပြန်သွားတယ်ဟာမလွယ်ဘူးစောတော့မောရှိလမ်းပြောက်တော့မှတော်သေးအခုဟာဂရလမ်းပြောက်ချင်မလွယ်ဘူးကျွန်တော်ပြန်သွားခိုင်းတာကျွန်တော်ဝန်ခံခိုင်းတာကျွန်တော်ကို submit လုပ်ခိုင်းတာမလွယ်ဘူးဒါပေမဲ့တစ်ဖက်မှာဗာပြောလဲငါအားလုံးသိတယ်ချစ်တော်ညီကိုမောင်တခါတည်းမှာကျွန်တော်တို့ထွက်ပြေးခြင်းတဲ့အခြေအနေတွေကနေဘုရားသခင်ကျွန်တော်ကိုဆွဲမထုတ်သေးတာဘုရားသခင်ကကျွန်တော်ကိုဖြတ်သန်းခြင်းပေးနေဒါပေမဲ့ဘုရားအားလုံးမြင်တယ်ဘုရားအားလုံးမှတ်ထားတယ်ဘုရားအားလုံးသိတယ်ဒါကြောင့်လုပ်ငန်းခွင်မှာဖြစ်စေမိသားစုမှာဖြစ်စေပတ်ဝန်းကျင်မှာဖြစ်စေအမှုတော်ထဲမှာဖြစ်စေကျွန်တော်တခါတည်းမှာမညီမျှတဲ့ခံစားမှုတွေခံစားလာရရင်ထွက်ပြေးခြင်းတဲ့ဘုရားသခင်ကိုဝန်ခံခြင်းကအရေးကြီးတာဖြစ်ပါတယ်ထွက်ပြေးတာလွယ်တယ်ဘယ်ရောက်မှမသိဘူးလမ်းပြောင်းနေတယ်အဲ့တော့ဘုရားသခင်ကပြန်သွားတဲ့နင့်ကိုအားလုံးငါမြင်တယ်တကယ်တမ်းမှာလေဟာဂရအဖြစ်ဣရှမေလာအဖြစ်လူမျိုးကြီးဖြစ်လာတာပဲဖြစ်သွားတာပဲတစ်ချိန်ချိန်မှာပုံစံကမှန်တယ်လူတယောက်ရဲ့ mistake လူတယောက်အမှားဒီပေမဲ့ဘုရားသခင်ကအလှပဆုံးပြင်ဆင်ပေးတယ်လူနဲ့နားမလည်နိုင်တဲ့သင်ကြားမှုတွေသင်ခန်းစာတွေအများကြီးဘုရားသခင်ကပြင်ဆင်ပေးတာဖြစ်တယ်ဒါဆိုရင်ဟာဂရလမ်းပြောင်းနေတဲ့အချိန်မှာဘုရားသခင်ကသူ့ကိုမိတ်ဆက်တဲ့နာမသည်အာတော်အေလာယောငါမြင်တယ်ဆိုတဲ့နာမဖြစ်ပါတယ်ဒါကြောင့်မောရှိကဲဆိုကျွန်တော်အကောင်းဆုံးစူးစမ်းပြီးကိုယ့်ရဲ့ the best လို့လမ်းပြောင်းနေရင်ငါဖြစ်တဲ့တိုင်းငါဖြစ်တယ်ဆိုရင်ဘုရားကကျွန်တော်တို့အတူရှိနေတာဖြစ်တယ်ဟာဂရကဲတို့ဘဝမှာ not fair မညီမျှတဲ့ဘဝတွေနော်တချို့ကိုလိန်သွားတယ်ကိုစီးပွားပြအောင်လုပ်သွားတယ်ကိုနာချအောင်လုပ်သွားအမျိုးစုံမှာလူတယောက်မတူညီပါဘူးဒါပေမဲ့အဲ့လိုအရာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့ခါမှာနောက်ကျောဓာတ်နဲ့ထိုးသွားတယ်ရှေ့ကိုတဲ့ထိုးသွားတယ်ဘလို့ပဲရင်ဆိုင်ပါသေးဒါတွေအားလုံးဘုရားသခင်မြင်တယ်ဘုရားသခင်မြင်တယ်ဘုရားသခင်မြင်တဲ့အတွက်ဘုရားသိတယ်သိတဲ့အတွက်ဘုရားရဲ့တက်နိုင်ခြင်းတိုင်းကျွန်မဘဝအတွက်ဘုရားသခင်ပြင်ဆင်ထားတာဖြစ်တယ်ဟာလေလုယာဘုရားသခင်ပြင်ဆင်ထားတာဖြစ်တယ်ဒါကြောင့်မို့ဒီလိုလမ်းပြောက်ခြင်းမျိုးရှိနေဘုရားသခင်မြင်တယ်ဆိုတဲ့နာမသည်ကျွန်တော်ရဲ့ခေါ်စရာဖြစ်ပါတယ်တတိယတစ်ချက်လေးကိုကျွန်တော်ကြည့်အောင်တတိယချက်ဓမ္မရာဆိုရင်ပထမဆုံးခန်းကြီး1ဓမ္မရာဆိုရင်ပထမဆုံးအခန်းကြီး1အငယ်3တစ်ပိုက်ကိုကျွန်တော်အရင်ဆုံးဖတ်အောင်အေလနော်ဖတ်အောင်အေလကာနသည်ကောင်းချီးဖို့ရှိရှင်ဘုရားကိုကိုးကွယ်၍အေလိသာဟောဖနိနှင့်ဖိနဟက်သည်လည်းရှီလောမြို့၌နေ၏အဲ့တော့အေလကာနရဲ့အိမ်ထောင်ထဲမှာလမ်းတွေပြောင်းနေတာအေလကာနအိမ်ထောင်ထဲမှာဘာဖြစ်နေလဲဆိုတော့ပြောလို့သူ့မှာဇနီး2ယောက်ရှိတယ်တယောက်ကတော့ကျွန်တော်အားလုံးသိရဲ့ဟာနာဖြစ်တယ်အဲ့ဒီဟာနာကသားဖွာတော့အခွင့်မရှိဘူးမရှိတဲ့အတွက်ဒီဘက်တယောက်ကလည်းသူ့ကိုအမျိုးဆုံးစိတ်နှောက်ယှက်ဖြစ်အောင်နှောက်ယှက်တယ်အိမ်ထဲမှာပြဿနာပေါင်းများစွာနဲ့လမ်းပြောင်းနေတော့အချိန်ကာလဖြစ်တယ်အဲ့ဒီအချိန်ဒီကာလမှာယနေ့ချင်းထာဝရဘုရားကိုးကွယ်ရတဲ့ဒီမှာနာမတစ်ခုပါပါတယ်ကောင်းကင်ဘိုးချေရှင်ထာဝရဘုရားကောင်းကင်ဘိုးချေရှင်ထာဝရဘုရားဘုရားရဲ့နာမတစ်ခုဖြစ်တယ် host နော်အင်္ဂလိပ်လိုမှာဆိုတာဘိုးချေပေါ့ကောင်းကင်ဘိုးချေနော်ဒီနေ့ဘုရားခင်ကျွန်တော်ဘက်ကနေစစ်တိုက်ပေးတယ်ဘုရားခင်ကျွန်တော်ဘက်ကနေအတူရှိတယ်ဘုရားခင်ကျွန်တော်နဲ့အတူမဆာပေးတယ် Jehovah Shavon ကျွန်တော်ဒီနေ့နော်ကျွန်တော်အတန်ထွက်ပြည့်စုံခြင်းမှာပြည့်စုံမယ်ဣသီလာမျိုးတွေကစစ်တိုက်ဒီနာမကိုကြွေးကြော်ဘုရားငေါနဲ့အတူရှိတယ်ဘုရားငေါနဲ့တိုက်ပေးတယ်ဘုရားငေါနဲ့အတူစစ်တပ်မှာပါဝင်တယ်ဝေးဆိုပြီးဘုရားရဲ့နာမကိုကြွေးကြော်ပြီးတော့တိုက်ပွဲတွေကိုဝင်တာဖြစ်တယ်အဲ့တော့အခုအေလကာနရဲ့လမ်းပြောင်းနေတဲ့ပြဿနာဟာနာရဲ့လမ်းပြောင်းနေတဲ့ပြဿနာကြီးကဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့အိမ်ထဲမှာကြီးမားတဲ့ပြဿနာနဲ့ရင်ဆိုင်နေရတယ်အောက်မှာကျွန်တော်လည်းဖတ်ချင်တယ်အေလကာနသည်ပြစ်ပူဇော်ခြင်းရောက်သောအခါမယားဖိနိဒနှင့်သူ၏သားသမီးအပေါင်းတို့ကမျှဝေ၏ဟာနာကိုချစ်သောကြောင့်နှစ်ဆသောအဖို့ကိုပေး၏တို့ရာတွင်ထာဝရဘုရားသည်ဟာနာအားသားဖွာသောအခွင့်ကိုပေးတော်မမူ
ထိုကြောင့်ထာဝရဘုရားသည်ထိုကြောင့်ထိုတို့ထာဝရဘုရားသည်အခွင့်ပေးတော်မူသောကြောင့်ဟာနာစိတ်ဆိုးညစ်အောင်ရန်သူသည်အလွန်နောက်ဆက်တတ်၏နေ့စဉ်မပြတ်ထာဝရအိမ်တော်သို့သွားသောအခါရန်သူနောက်ဆက်သဖြင့်ဟာနာသည်အစာမစားနိုင်ငိုလည်းနေ၏သူခင်မွန်အေလာကာနာကလည်းဟာနာအဘယ်ကြောင့်ငိုသည်အဘယ်ကြောင့်မစားဘဲနေသည်အဘယ်ကြောင့်စိတ်ညှိုးငယ်သည်သားတစ်ချိတ်ထက်သင်၌ငါသာ၍ကောင်းသည်မဟုတ်လောတိုက်ဆိုပြပါသားတစ်ချိတ်ထက်သင်၌ငါသာ၍ကောင်းသည်မဟုတ်လောဟာနာတဲ့နေ့မှာကလေး10ယောက်ရှိတာတဲ့ငါနေ့ပေါ်မှာပူချစ်တယ်ပူကောင်းတယ်ဒါပေမဲ့ဟာနာကိုရှင်းပြလို့မရအောင်ကဲပြောက်ပြီအဲ့ဒါအကြီးကျယ်ပြောက်ပြီကျွန်တော်တယောက်နဲ့တော့လမ်းပြောက်တယ်မလားဟိုမှာတယောက်နဲ့တော်တော်ဒုက္ခရောက်နေလမ်းနေပြောက်ဘာလို့မှမသိတော့ဘာလို့မှမတကယ်မသိတော့အကောင်းဆုံးလုပ်တယ်ကွယ်အကောင်းဆုံးပြစ်တာပြတယ်ကွယ်ဒါပေမဲ့ response ကမလောက်ကြေခွဲခံစားနေဟာနာကြေခွဲခံစားနေတရားဖြစ်ရန်သူသည်စိတ်ဆိုးညစ်အောင်ရန်သူကနှောက်ယှက်တယ်မျိုးစုံဖြတ်သန်းနေရတဲ့ကာလဖြစ်အဲ့တော့ဒီပြဿနာကြီးကိုဘယ်လိုရှင်းကြဒါကတော့ဓမ္မဟောင်းမှာရှိခဲ့တဲ့ပြဿနာဒါသူခါလာဒါမိသားစုရဲ့အခြေအနေပေါ့ဒီခေတ်ဒီကာလကဒီလိုမဟုတ်ပါဘူးဒါပေမဲ့ similar မတူညီပေမဲ့အမျိုးစုံကျွန်တော်အိမ်တောင်ဒီမိသားစုထဲမှာလမ်းပြောက်တဲ့အခြေအနေရှိတယ်ဒီ chapter ကိုဖတ်လိုက်ရင်ဒါ family ရဲ့เนาะဒါပြဿနာကိုတော်တော်များတွေ့ရဟိုမှာဟိုအေလီလည်းသူ့အိမ်မှာသူ့ပြဿနာနဲ့သူပဲဟိုမှာသူ့သားတွေသူ့စကားနားမထောင်ယေဘရဟိကြီးရဲ့သားသမီးတွေကလည်းအိမ်တော်ကြီးမိသားစုကပြဿနာဖြစ်နေတယ်ဒီဘက်မှာလည်းရှိနေတယ်family တွေတိုင်းမှာအခက်ခဲတွေရှိနေတဲ့အခြေအနေကာလဖြစ်တယ်ဘလောက်ပဲကျင်တဲ့အောင်လှုပ်မကျင်တတ်ကြတဲ့အခြေအနေမျိုးပေါ့ဒါကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့ရတယ်သားသမီးနဲ့မိဘဖြစ်နိုင်တဲ့ဇနီးမောင်နှံကြားဖြစ်နိုင်တယ်เนาะဒီနေ့ပတ်သက်ကြောင်းဆွေမျိုးတွေကြားမှာဖြစ်နိုင်တဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာတွေမိသားစုနဲ့ပတ်သက်တဲ့အရာတွေငွေချင်းနဲ့ပတ်သက်တဲ့အရာတွေမျိုးစုံကွယ်မျိုးစုံသောမိသားစုရေးရာပြဿနာတွေနဲ့လမ်းပြောင်းနေတယ်ဆိုတဲ့အခြေအနေဖြစ်တယ်လမ်းပြောင်းနေတဲ့အခြေအနေဖြစ်တယ်အဲ့တော့ဒီထဲမှာအခုအေလာကာနာကငါအကောင်းဆုံးလုပ်တယ်ဆယ်ဆတာမန်ထက် not double မဟုတ် triple မဟုတ်ဘူးလေးစားမဟုတ်ငါးစားမဟုတ်တာတစ်ချိန်ဆိုဆယ်ဆငါလုံနိုင်တာထက်ငါပေးနိုင်တာတဲ့ဆယ်စားပေးတယ်နေမချင်တတ်ဘူးတဲ့ကျနော်တခါတည်းအိမ်တော်ဒီမှာလည်းကျွန်တော်ဖြစ်တတ်တယ်အကောင်းဆုံးဆယ်စားတီးခံတယ်ဒါပေမဲ့မချင်တတ်နိုင်သားသမီးတွေကိုဆယ်စားမကနော်ကျွန်တော်တို့လှုပ်ပေးတယ်သူတို့ဘက်ကတုံ့ပြန်ခြင်းမရှိဘူးမိဘတွေကိုဆယ်စားမကကျွန်တော်ကျေးဇူးပြုတယ်ဒါပေမဲ့နားလည်မှုမရှိကြဘူးမျိုးစုံပေါ့ဒါတယောက်နဲ့တယောက်မတူညီတဲ့ family ပြဿနာတွေဖြစ်တယ်အဲ့တော့မိသားစုထဲမှာလမ်းပြောက်တာပိုဆိုးတယ်အခုဘယ်လိုပြောင်းလဲဘာလို့ကြမလဲအဲ့တော့ဒီနေ့ဒီတန်းမှာဒီနာမအင်မတန်မှကြီးမားတာဖြစ်တယ် Jehovah Shalom ငါဘက်ကနေစစ်တိုက်ပေးတယ်ဗျာချစ်တော်ညီကိုမမတို့အဲ့ဒီတိုက်ပွဲကျွန်တော်တိုက်လို့မနိုင်ဖះတိုက်ပြီးမှပဲတိုက်လို့ရတဲ့ပြဿနာမျိုးဖြစ်တယ်ဖះရှင်းပြီးမှပြည်လေပြဿနာဖြစ်တယ်အဲ့တော့ဒီအဖြစ်ပြောက်ကြည့်လိုက်မယ်ဆိုရင်ရှုပ်ထွေးခြင်းတွေကနေဖះကအလှပဆုံးလုပ်သွားတယ်နော်အေလီသားတွေလည်းတိုက်ပွဲမှာဆုံးသွားတဲ့ကဏ္ဍရှိလို့အဲ့ဒီမှာဟာနာကသွားနေတယ်အေလီကဟာနာကိုသွားပြီးတော့နော်ပြစ်တင်တယ်နင်ဖះเจ้าမှာလာပြီးမူးနေရလားနော်ဒီနေ့စပြည့်နေရှင်မူးလားမဟုတ်ပါဘူးသခင်ကျမဒီမှာဝမ်းနဲ့ချေခွဲလို့ရှေ့တော့မှလာပြီးတော့စိတ်လုံးသွန်းလောင်းနေမှာဆူတောင်းတယ်သူအသက်တော်မထွက်တော့ဘူးလေဒါနဲ့ဟာနာဘဝဘုရားသခင်ကကောင်းကြီးပေးတယ်ရှမွေလဆွဲသားဖြစ်လာတယ်အဲ့တော့တပတ်ရာဆွေကိုဆက်ပြီးတော့ကြည့်မယ်ဆိုရင်နော်အေလီတို့အေလာကာနာတို့အဲ့ဒီပြဿနာဘာမှမတွေ့ရတော့ဘာပဲကြံခဲ့ဟာနာအတန်လည်းမတွေ့ရတော့ဘာပဲကြံခဲ့လဲဆိုရှမွေလာဆိုတဲ့ဘုရားရဲ့အကြံစီနဲ့မွေးလာတဲ့ဒီသားရဲ့အားဖြင့်ဘုရားလုပ်တဲ့လှုပ်ဆောင်ချက်တွေပဲဒီဓမ္မရာဇဝင်မှာအများစုမှတ်တမ်းထဲမှာကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့ကြီးမားတဲ့ဒီပြဿနာအားလုံးကျွန်တော်ဘလို့မှမဖြေရှင်းနိုင်တကယ် personal ဝါဒ personal ကိစ္စကိုဘယ်သူမှဝင်ဖြေရှင်းလို့မရနိုင်တဲ့ပြဿနာမျိုးပေါ့ကျွန်တော်ဂျာကန်ဆူတောင်းပေးမယ်ဂျာကန်ဖြေရှင်းပေးမယ်ဂျာကန်ညီနိုင်ပေးမယ်ဂျာကန်လုပ်ပေးမယ်ဒါပေမဲ့တကယ်မိသားစုရေးရတယ်မှာ family ထဲမှာဖြစ်လာတဲ့ပြဿနာတွေကကျွန်တော်ဘယ်သူမှဘေးလူကနေဝင်ရောက်ဖြေရှင်းပေးနိုင်တဲ့ပြဿနာမျိုးမဟုတ်ကျွန်တော်အဲ့ချိန်မှာတကယ်လမ်းပြောက်ကြပါတယ်သားသမီးတွေဘာဆက်လုပ်တော့မလဲ
ခင်မွန်းတဲ့အတွက်ဘာဆက်လုံးလဲဇနီးတဲ့အတွက်ဘာဆက်လုံးလဲမိခင်ဖခင်အတွက်ဘာဆက်လုံးလဲကျွန်တော်လမ်းပြောက်သွားတဲ့အခြေအနေအများကြီးရှိပါတယ်မမေ့ပါနဲ့အဲ့ဒီချိန်မှာကောင်းကင်ဘိုးချေရှင်ဖျားကောင်းကင်ဘိုးချေဆိုတာအလုံးအရင်အားဖြင့်ဘိုးချေလို့ပြောတဲ့အတွက် not just one ဆိုလိုချင်တဲ့အရာကဖျားက just တယောက်တည်းမဟုတ်ဘဲနဲ့အင်ထိုက်အားထိုက်ကျွန်တော်ဘက်ကနေကူညီပေးတယ်ကျွန်တော်ကိုဖြည့်ရှင်းပေးတယ်မလုံနိုင်တဲ့ပြဿနာအားလုံးကိုဖျားကပြည်လေအောင်လမ်းပြပေးနေတဲ့ဖျားသခင်ဖြစ်တဲ့နာမဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ကောင်းကင်ဘိုးချေရှင်ဖျားကျွန်တော်တို့မိသားစုရေးရာလမ်းပြောက်တဲ့အချိန်အထူးသဖြင့်နိုဝင်ဘာလ family month ဒါနောက်ဆုံးပတ်ဖြစ်မိသားစုထဲမှာကျွန်တော်လမ်းပြောက်နေမမေ့ပါနဲ့ကျွန်တော်ဖခင်ကျွန်တော်နဲ့တူရှိတယ်ကျွန်တော်တယောက်တည်းမဟုတ်ဘူး तू တိုက်ပေးတယ်ဘယ်လိုသွားတိုက်မလဲဟာနာကိစ္စအေလာကာရာ तू ဆယ်စားလုပ်ပြီးပြီဆယ်စားလုပ်ပေးလို့မမရရင်တော့လမ်းပြောက်ဖို့ပဲရှိတာပေါ့သေချာတာပေါ့ကျွန်တော်ဆယ်စားသီးခံပြီးဒီတယောက်ဒီတဲ့သီးခံစရာလည်းမရှိတော့မတူဘူးလေမိသားစုတယောက်တည်းအခြေအနေတွေတယောက်ကနှစ်ယောက်ရှိတယောက်ကတယောက်ပဲရှိအမျိုးစုံသားသမီးရေးရကျွန်တော်အကောင်းဆုံးသွန်သင်တာပဲဆူတောင်းပေးရပဲလမ်းပြတာပဲဒါပေမဲ့ကလေးတွေရဲ့ response ကတော့ကျွန်တော်မျောလင့်သူမှမဖြစ်တာအဲ့တော့လမ်းပြောက်တဲ့အခြေအနေရှိဒါဆိုမမေ့ပါနဲ့အဲ့ဒီချိန်မှာကောင်းကင်ဘိုးချေရှင်ဖျားဘုရားသခင်ကကျွန်တော်ဘက်ကနေကူမပေးတယ်ကျွန်တော်ဘက်ကနေတိုက်ပေးတယ်ကျွန်တော်ဘက်ကနေလှုပ်ပေးတယ်ကျွန်တော်ဘက်ကဖြည့်ရှင်းပေးတယ်ဆိုရင်နာမဖြစ်ပါတယ်ဒါကြောင့်မို့အသက်တာမှာအကောင်းဆုံးကြိုးစားပြီးပါမှအရာမထင်တဲ့ချိန်မှာငါဖြစ်သည့်တိုင်းငါဖြစ်တယ်ဆိုရဘုရားရဲ့နာမကမောရှေကိုလမ်းပြပေးခဲ့တယ်။ဘဝမှာမညီမြောက် not fair mystery လို့ပြောလို့ရတယ်။အဲ့ဒီချိန်မှာဟာဂရဘက်ကနေ El Rai ဘုရား the God who see မြင်တွေ့ခဲ့တဲ့ဘုရားနာမကဟာဂရကိုလမ်းပြခဲ့ပေးတယ်။ယနေ့ဒီမှာဟာနာတို့အေလာကာနာတို့မိသားစုရေးရတဲ့မှာလမ်းပြောက်နေတဲ့အမှုရာချိန်မှာကောင်းကင်ဘိုးရှင်ဖျားယောဝါရှောကကျွန်တော်ဘက်ကနေစစ်တိုက်ခဲ့ပြီးတယ်ကုမာခဲ့ပြီးတယ်ဆိုတော့နားလဲဆင်ခြင်ရတာဖြစ်ပါတယ်လေးတစ်ချက်ကိုကျွန်တော်ဆင်ခြင်အောင်ရှမသက်ခရင်ခန်း16အငယ်16ရှမသက်ခရင်ခန်း16အငယ်16ဒီလိုကကျွန်တော်ဖတ်ရအောင်ရှီမုန်ပေတရုကကိုရောဒီခရစ်တော်ဒီဟုသောအသက်ရှင်တော်မူသောဘုရားသခင်သားတော်ဖြစ်တော်မူသည်ဟုရှောက်လေ၏ဆက်ဖတ်ပေးပါယေရှုကလည်းရှိမုန်ဘာယောနသင်သည်မင်္ဂလာရှိ၏အကြောင်းမူကားအသွေးသားသည်ဤအရာမယာကိုသစ်အားငါပြသည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောရပြီအဲ့တော့ဒီနေ့ရှမသက်16 15လောက်မှာသင်တို့သည်ငါ့ကိုအဘယ်သူဖြစ်သူဆိုကြလင်တချို့ကတော့မျိုးစုံပြောတယ်14မှာဆိုကိုရောဒီဗက်ဒီဆန်ဆရာယောဟန်ဖြစ်၎င်းအချို့ဒီအေလီယာဖြစ်သူ၎င်းအချို့ကယေမိယဆိုင် prophet တပါးပါဖြစ်တယ်အငယ်14မှာအားလုံးကတော့ဒီနေ့ထင်ကြီးတွေနဲ့ပြောကြတယ်ဒါပေမဲ့ပေတရုကကိုရောကတဲ့စောစောက16အတိုင်းကျွန်တော်တို့နေအတိအကျဖတ်မယ်ဆိုရင်ကိုရောဒီခရစ်တော်ဒီဟုသောအသက်ရှင်တော်မူသောဘုရားသခင်သားတော်ကိုရောဒီခရစ်တော် Christနောက်တစ်ခုက Messiah မေရှိယရွေးနှုတ်တော်သူကယ်တင်တော်သူဒီအဓိပ္ပာယ်ရတယ်ဟုတ်ပြီနော်အဲ့တော့ပေတရုကအခုသခင်ယေရှုကိုခေါ်လိုက်တဲ့နာမကကိုရောဒီရွေးနှုတ်တော်သူကိုရောဒီကယ်တင်တော်သူအခြားသူတွေကအဲ့နာမည်မပြောဘူးတဲ့အဲ့ခါမှာသခင်ယေရှုကမှန်တယ်ဒါကမင်းရဲ့အသွေးသားဖော်ပြတာမဟုတ်ဘူးအဲ့တော့ပေတရုလောက်လမ်းပြောက်သွားတာပေတရုလောက်လမ်းပြောက်တာပေတရုပဲမပြောက်ဘူးလို့ထင်နေရင်းနဲ့ကိုပျောက်သွားတာကြမ်းမတုံမီ3ချိန်မြောက်အောင်ညင်းလိုက်မယ်မညင်းဘူးညင်းတယ်တကယ်ညင်းတယ်ညင်းပြီးရဲ့နောက်မှာယောဟန်20-21လောက်ကြည့်တဲ့အခါမှာပေတရုလမ်းပျောက်သွားပြီအရန်သိတာတယ်ဘာလို့ဆို तू အားလုံးစွန့်ပစ်ထားတဲ့ပိုက်ကိုနေတော့တငါလေးတွေကို तू ပြန်ကိုင်းတယ်မင်းတို့တော့မသိဘူးတဲ့ငါတော့လမ်းပျောက်ပြီဘာလို့မသူတို့မသိတော့ဘူးလေဘာလို့သခင်ယေရှုနောက်ကိုသူတို့3နှစ်လုံးလိုက်ခဲ့တယ်အတူသွားဆိုအခုကားတိုင်းတက်တယ်ရှင်မြတ်ထမြောက်လို့ပြောတယ်တချို့ကတွေးတယ်တချို့ကမတွေးဘူးတချို့ကအလောင်းခိုးတယ်ပြောတယ်မျိုးစုံကောလာဟာသားတွေကအမှန်တွေကိုယောင်းထွေးပြီးကြားနေရသောကာလဖြစ်တယ်ကိုယ်သက်တာကိုပြန်ကြည့်တော့ကိုကလည်းကောင်းတဲ့လူမဟုတ်သခင်ကိုညင်းပယ်ခဲ့ပြီးပြီလူရှိမှလည်းဘယ်လိုမျက်နှာပြမလဲငါဒီမှာညင်းထားတာခမရတရားဟောမလားယေရှုညင်းတာခမရပဲလေအေးဟုတ်ပါတယ်ငါပဲ
နေကခရိယန်လို့ပြောမလားယေရှုညင်းတာနေမဲလေအေးဟုတ်ပါတယ်လူတွေရှိမအောင်ပတ်ဝန်းကျင်မှာအခြားတပည့်တွေရှိမအောင်မိသားစုတွေရှိမအောင်ပေထရုနေသုံးနေလုံးလုံးဒါတွေစွန့်ခဲ့ပြီးတော့နော်သခင်ယေရှုနောက်ကိုလိုက်သွားပြီးအခုနေသခင်နဲ့သေပြီးကဲနေတို့ဘလို့စားကြတောက်ကြဘလို့သွားကြမလဲသခင်ရှိတော့ဟုတ်တယ်လေမုံလင်းငါးလုံးနဲ့ငါးလင်းနဲ့ကောင်နဲ့လူ9000စားကြတယ်ငါးပါးစက်ကိုဖွင့်တာနဲ့ဒီငါးပြားတွေ့တယ်အခုအဲ့နေတို့ပြောရတဲ့ယေရှုကသွားပြီးဟိုမှာကားတိုင်းမှာပတ်ဝန်းကျင်လမ်းပြောက်ခြင်းနဲ့ရှိချစ်တော်ညီကိုမမတို့ပေတရုကဲ့သို့သောလမ်းပြောက်ခြင်းကျွန်တော်ယုံကြည်သူသက်တာမှာယေဆိုင်ကြုံတွေ့ရတယ်။ကဲဘလို့လုံးမလဲ။နင်ပြောရဲဖေဟာနင်ကဲတယ်ဆိုအခုဗမလဲနင်ဆူတောင်းချက်ဖြေနင်ဘလို့သက်ရှင်မလဲ။နင်မိသားစုနင်ဘလို့ကျွေးမွေးမလဲ။နော်။နင်ယောဂနင်ဘလို့ပြောက်မလဲ။မဘယ်ရောက်သွားပြီလဲမသိဘူးလေနင်ဖြေမရှိဘူးလေ။မတွေ့တော့။ဒီတော့ဆူတောင်းချက်ဖြေရပြီအခုဘယ်မှာလဲ။လမ်းနေပြောက်ကုန်ကြ။တခါလေကျွန်တော်ယုံကြည်သူမှာဖြေစရာဖြေမရှိဘူးနင်းဘွားဖះအသက်ရှင်နေဆိုနင်ဘာလို့ဖြစ်နေတာလို့နင်ဘာလို့ကြုံနေရတာလို့နင်တို့အိမ်တော်ဘာလို့ဖြစ်တာလို့နင်ကလေးကဘာလို့ဖြစ်ရတော့အဝင်းကြီးရဲ့မိကိုနေတော်လကောဖိုးနဲ့ချင်းတော်လို့ကျွန်တော်ရင်ဆန်ကြုံတွေ့ရတယ်နင်တို့ဖះเจ้าနေသွားနေပြီဘာဖြစ်တာလဲနင်တို့လောက်တတ်တယ်နာဖះเจ้าနင်တို့ပဲရှိတယ်ခရစ်စတန်ပြည်ကလူတွေနော်တနေ့လုံးဖះရှိခိုးနေပြီဘလို့ဖြစ်တာတော့နင်ကုန်ပြီဖြေစရာဖြေမရှိဘူးဖြေစရာဖြေမရှိဘူးတွားလိုက်တဲ့ Bible studyထွက်လိုက်တဲ့ဒေါသဖြေစရာဖြေရသိမရှိဘူးမေးပြီလေအခြားလူမဟုတ်အေးရလူတွေမေးတာနော်ဒါရှယ်ပြန်လာမလားနော်ကျန်ကျောင်းသားတွေနော်နည်းနည်းရှိပြီးတတ်ထားတာနော်ဒီကံချင်းက SPQ ကဟိုအောက်ဆုံးရောက်နော်ဒီနေ့ချားလူမဟုတ်ဘူးချင်းနေပဲမေးအခုလည်းမေးမောချားတပည့်တော်တွေပေထရုနေဘာလို့တာနင်ညင်းတယ်ဆိုအေးကြားတယ်ငါတို့ကြားတယ်ဟိုမှာနေညင်းပြီးပေထရုအဖြေမရှိဘူးလမ်းပြောက်တကယ်လမ်းပြောက်သွားတာဒါနဲ့ပဲလမ်းစာဘာလောက်တက်လေဒါပဲဖမ်းတက်တယ်မလားအဲ့တော့ရှေ့ဟာလေးပြန်ကိုင်းပြီးတော့အိုင်နဲ့ပြန်ဆင်းသွားတယ်တကောင်းမှလည်းမမိဘူးအဲ့တော့ဒီနေ့ဒီအောက်ကိုဖတ်ကြည့်တဲ့အခါမှာအငယ်18မှာအစောကြီးတွေကငါဆိုဒီကပေထရုသင်သည်ပေထရုဖြစ်ဤကြောက်ပေါ်မှာငါအသင်းတော်ကိုငါတိဆောက်မည်ထိုအသင်းတော်ကိုမရနိုင်တကားတို့သည်မနိုင်ရသခင်ရှုပြောတာပြီးသားဖြစ်တယ်အဲ့တော့လမ်းပြောက်နေပေထရုစီကိုသခင်ကပြန်လာတယ်ဘာကြောင့်လဲဒီနေ့ဒီနေရာမှာသခင်ရဲ့နာမသူသိတယ်အဲ့ဒါမေရှိယမဆိုင်ယာကယ်တင်ရှင်ရွေးနှုတ်တဲ့အရှင်ငါကောင်းလို့ငါတော်လို့ငါတက်လို့ငါတန့်ရှင်းလို့ငါဖြောက်မှန်လို့သူရွေးနှုတ်တာမဟုတ်မစုံလင်တဲ့ငါအားနေတဲ့ငါမပြည့်စုံတဲ့ငါကိုလာပြီးခေါ်တော့ငါကငါမိတဲ့တငါတဲ့မဟုတ်ဘူးငါ့ကိုလာပြီးခေါ်တော့ငါမမိတဲ့တငါတဲ့အဲ့ဒါပိုက်ကွန်စွန်ပြီးနောက်ကိုလိုက်ခဲ့တဲ့အခုချိန်မှလည်းငါမမိဘူးဒါပေမဲ့သခင်ဒုတိယချိန်ပြန်လာခေါ်တယ်အဲ့ဒါမေရှိယပဲဒါကြောင့်ကျွန်တော်ဘဝမှာfailure အမားတွေဆုံးရှုံးခြင်းတွေနဲ့ပျောက်နေတဲ့အချိန်မှာလမ်းပျောက်နေတဲ့အချိန်မှာခွဲမယ်နာကမေရှိယခရစ်တော်ကယ်တင်ရှင်အချင်းမှာအလကားဆိုတာမဟုတ်ဘူးကျွန်တော်တို့ကယ်ပါကျွန်တော်ကယ်ပါမေရှိယဆိုကျွန်တော်ကယ်ပါလို့အကူအညီတောင်းတာကျွန်တော်လမ်းတွေပျောက်နေပြီမသိတဲ့လူမဟုတ်ဘူးလမ်းဒီအချိန်တွေကိုဘက်ကထားတော့ဟိုးတငါတဲ့ဘွားမှာဘာမသိတဲ့ချိန်တော့ထားတော့အခုနောက်ကိုလိုက်ခဲ့ပြီကွာနမိတ်လက်ခတိုင်းလည်းအများကြီးမြင်ပြီးပြီရေပေါ်မှာလည်းလမ်းလျှောက်ခဲ့ပြီးပြီအဲ့ဒီခါကျမှသခင်ကိုထညင်းတာဘဝလမ်းပြောက်နေပြီဘာလို့မှမသိတော့အဲ့ချိန်မှာခေါ်မဲ့နာမကမေရှိယခရစ်တော်ဗျာကျွန်တော်ကဲပါဒါပဲ simple ပေထရုခေါ်ခဲ့တဲ့နာမပေထရုသိကျွမ်းခဲ့တဲ့နာမသူ့အသွေးသားကမဖော်ပြပဲဘုရားသခင်ဖော်ပြခဲ့တဲ့နိုင်နာမကပေထရုဘယ်အခြေအနေပဲရောက်ပေထရုနောက်ကိုလိုက်လာတယ်ဟာလေလုယာပေထရုကသခင်နောက်ကိုလိုက်သွားခဲ့တယ်ဒါပေမဲ့ဒီအခြေအနေမှာပေထရုနောက်ကိုသခင်ကပြန်လိုက်လာတာသခင်ပြန်လိုက်လာတာ follow me အဲ့ဒါသိစိတ်မချဘူး I follow Jesus အဲ့သိစိတ်မချဘူးဒါပေမဲ့သခင်ကျွန်တော်တို့ကိုနောက်ကနေလိုက်ခေါ်ရတာကပူပြီးစိတ်ချတယ်ဘာကြောင့်ဆိုကျွန်တော်ကလိုက်ချင်လိုက်တယ်မလိုက်ချင်မလိုက်ဘူးเนาะအကန့်အသတ်တွေရှိတယ်အတိုင်းအတာတွေရှိတယ်လိုက်ချင်တဲ့ချိန်တော့လိုက်ခင်မလိုက်ချင်တဲ့ချိန်မလိုက်တော့ဒါပေမဲ့သခင်ကျွန်တော်နောက်ကလိုက်နေခြင်းကတော့အစင်မပြတ်ပဲဖြစ်တယ်ဒါကြောင့်မို့မေရှိယဆွေဒီနာမကကျွန်တော်ဘွားမှာမျောလင်းသူတွေမဖြစ်လာတဲ့အချိန်မှာငါတော့မမားဘူးဆိုပြီးမားမိသွားတဲ့အချိန်တွေမှာလဲပြိုသွားတဲ့အချိန်တွေမှာပြုတ်ကျသွားတဲ့အချိန်တွေမှာစိတ်ဓာတ်တွေကျသွားတဲ့အချိန်မှာအားငယ်ရောသွားတဲ့အချိန်မှာ
စာတိအသွေးသားတဲ့အသက်ရှင်မြဲခြင်းမှာကယ်တင်ပါကျွန်တော်ကယ်တင်ပါ save me ကယ်တင်ပါကယ်တင်ပါကယ်တင်ပါပေတရုဒီနာမကိုခေါ်ခဲ့တယ်တကယ်လဲကိုတော်ကပေတရုကိုဒီကြာရှုံးခြင်းတွေကနေဆုံးရှုံးခြင်းအမှားတွေကနေပေတရုလိုက်ကယ်ခဲ့တာဖြစ်တယ်ဒါကြောင့်ဘဝမှာလမ်းပြောက်သွားတဲ့ပေတရုကိုသခင်ဘုရားကကယ်ခဲ့တာဖြစ်ပါတယ်ငါတစ်ချက်နဲ့နောက်ဆုံးတစ်ချက်ပဲကျွန်တော်ဖတ်ရအောင်ရှင်မသက်ခရင်ခိုင်း1အနေငယ်လှန်လိုက်ကျွန်တော်ရောက်ပါပြီမသက်1အငယ်20နဲ့23ကိုသူကဖတ်ရအောင်မသက်1 20နဲ့23ထိုအကြောင်းအရာမူကားသာရဘုရားသည် prophet ဖြစ်ထားတော်မူသောဗျာဒိတ်တော်သည်ပြည့်စုံမည်အကြောင်းသည်ဗျာဒိတ်တော်အချက်ဟုမူကားပရိသေတွေဆွဲ၍တားယောက်ျားကိုဖွားမြင်လိမ့်မည်အေမာနွေလအမည်ဖြင့်မဲ့တော်မူတဲ့ဟုလာသည်အေမာနွေလ၏အနက်ကငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ကိုဆိုလိုသည်ဒါရှေးကာလတွေက prophet ပြုထားတဲ့ prophetship ဖြစ်တဲ့ဒီနာမပါလာ Emmanuel Emmanuel ကျွန်တော်နဲ့အတူရှိတော်ဘုရားအတိတ်ပဲကအဲ့တော့ဒီနေ့ဒီစကားကဘယ်အချိန်မှလမ်းပြောက်လဲဆိုရင်မာရိနဲ့ယောသက်ဘဝလမ်းချောင်းပြောင်ကြီးရည်ရွယ်ချက်ရှိနေရုပ်တရက်လမ်းပြောက်သွားတာအကောင်းဆုံးစီစဉ်ထားပြီးသားပြင်ဆင်နေပြီစဉ်ဆက်ထားပြီးပြီရည်ရွယ်ထားပြီးပြီစဉ်းစားထားပြီးပြီအားလုံးပြင်ဆင်တဲ့ချိန်မှာဝုန်းဆိုရုပ်တရက်ဘုရားသခင်အကြံစီနဲ့အလိုတော်ကရောက်ချလာတယ်မာရီမင်္ဂလာရှိသောမိန်းမပြိတ္တိဆွဲဘလို့ဖြစ်နိုင်မှာလဲကျမအပြိုစင်ယောက်ျားနဲ့မဆက်ဆံ no အသွေးသားနဲ့မဟုတ်ဘူးဘုရားသခင်တကူတော်ဝိညာဉ်တော်အပြင်ပြိတ္တိရမယ်နောက်ဆုံးမာရီအလိုတော်ဝန်ခံမာရီအလိုတော်ဝန်ခံတဲ့ချိန်မှာယောသက်ဘက်ကဘလို့သွားစဉ်းစားမလို့ဒီကိစ္စမျိုးကတခါမှဖြစ်ဘူးတာမှမဟုတ်တာချိန်ပြောလဲမယုံနိုင်ဘူးဒီကိစ္စတကယ်တော့မာရီငါချိန်ပြောရဆိုလည်း तू မယုံနိုင်ဘူးဒီအထိပ်ပြမမရှိတာအဲ့တဲ့ပို့ဆိုတော့တကယ်တမ်းတော့ယောသက်ကစိတ်သာမကောင်းတဲ့သူဆိုရင်မာရိကိုကောင်းကောင်းပြဿနာရှာလို့ရတယ်။ခဲတဲ့အထိပေါက်သက်လို့ရတဲ့အခြေအနေမျိုးဖြစ်တယ်။ဒါပေမဲ့ယောသက်ကစိတ်ကောင်းရှိတဲ့အတွက်တဲ့သူထွက်သွားတော့မယ်တဲ့ဒီအခြေအနေကသူတိတ်ဆိတ်ဆွတ်သွားတော့မယ်။ဒီနော်ဘလို့မှဖြေမရှင်းနိုင်တဲ့ပြဿနာမျိုးလေဘလို့မှမလုံနိုင်တဲ့လမ်းပြောက်ခြင်းမျိုးလေဒါနဲ့အဲ့ဒီနာမနဲ့ပတ်သက်ခြင်းနဲ့ပဲအတူရှိတဲ့ဘုရားကသူတို့နဲ့အတူလမ်းပြပေးပေးတယ်မာရိဘလို့မှရှင်းပြလို့မနိုင်တဲ့ပု္ပ္ပစာအဖြေကိုဘုရားသခင်ကမယောသက်ကိုဖြေပေးတယ်ဖြေပေးတယ်အဲ့တော့ကျန်ရှိပြီးတော့မာရိနဲ့မာရိနဲ့ယောသက်အသက်တာနော်မာသတော်သောတတိရတယ်နော်နည်းနည်းပါတရားဟောမဲ့လူနဲ့ချက်မဲ့လူတွဲလူရဆိုတဲ့သဘောပဲနော်ဒီလိုကာလာခရစ်စမတ်ကာလာမှာကျွန်တော်စဉ်းစားမာရိနဲ့ယောသက်ဘဝအသက်တာထဲမှာလမ်းပြောက်သွားတဲ့အခြေအနေတွေဘယ်ဆက်သွားမလဲအားလုံးကိုလမ်းပြခဲ့ပေးတယ်အေမာနွေလဘုရားကအိုဒိန်းတွေကိုသူတို့စီကိုပို့ဆောင်သလိုအရှိပြေကပညာရှိကိုလည်းကျေကလမ်းပြခဲ့ပေးတယ်ဟေရိုကအသေးသက်ဖို့အတွက်ကြံစီတဲ့အခါမှာပြေးရမယ့်လမ်းကြောင်းပြခဲ့ပေးတယ်သွားမယ့်စကားပြောရမယ့်အရာလှုပ်ဆောင်မယ့်အရာအားလုံးအတူတကွလမ်းပြခဲ့ပေးတယ်ဘဝမှာကိုဘလို့မှရှင်းနိုင်တဲ့ပြဿနာမျိုးတွေလမ်းပြောက်ခြင်းတွေရှိနေအေမာနွေလဘုရားကျွန်တော်နဲ့အတူရှိတဲ့ဘုရားထိုမာနာမသည်ကျွန်တော်ရဲ့အော်ခေါ်ရာဖြစ်ပါတယ်ငါသည်သင်တို့နဲ့အတူရှိတယ်ဘယ်အထိရှိလဲကက်ကဘာကုန်သီးတောင်ရှိတယ်အဲ့ဒါဘုရားသခင်နာမပဲဖြစ်တယ်အဲ့အတူရှိတဲ့ဘုရားကျွန်တော်ကိုအတူလမ်းပြတယ်မှန်တယ်တစ်ဖက်မှာကျွန်တော်အလိုတော်ဝန်ခံတဲ့အရာရှိတယ်ကျွန်တော်အလိုဆန္ဒညင်းပယ်ရတဲ့အခြေအနေရှိဒါပေမဲ့လမ်းမပြောက်သွားအောင်ဘုရားသခင်ကအမြဲတမ်းလမ်းပြခဲ့ပေးတယ်အမြဲတမ်းလမ်းပြခဲ့ပေးတယ်အမြဲတမ်းပို့ဆောင်ခဲ့ပေးတယ်နောက်စကားတစ်ခုနဲ့ပြောရင်အမြဲတမ်းအတူရှိခဲ့ပေးတယ်ဘတော်မှစွန့်ခွာသွားပဲနဲ့ကျွန်တော်အနာကနေပို့ဆောင်ခဲ့ပေးတဲ့ဘုရားသခင်ဖြစ်ပါတယ်ဒါကြောင့်ဘဝအသက်တာမှာကျွန်တော်ဒီနေ့ဖြတ်သန်းရတဲ့နေ့ရဲ့ကာလထဲမှာဘုရားရဲ့နာမအထူးသဖြင့်ကျွန်တော်လမ်းပြောက်သွားတဲ့အချိန်တွေဘယ်သွားမှမသိတော့တဲ့အချိန်တွေရှိပါတယ်အခုကျွန်တော်ဒီတမ်းကလမ်းပြောက်တဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့ညနေမှာရွေးနှုတ်ပြီးစင်ကြယ်တဲ့အခါမှာဒီအသက်တာ၅မျိုးမိသားစုနဲ့ပတ်သက်ပြီးလမ်းပြောက်သွားတဲ့အရာတွေဘဝမှာ mystery တွေအပြင်လမ်းပြောက်တဲ့အရာတွေအမှုတော်နဲ့ပတ်သက်ပြီးလမ်းပြောက်သွားတဲ့အရာကျွန်တော်လမ်းတွေပြောက်တဲ့နေ့ရက်တွေအများကြီးပါကိုသိပါတယ်လို့ထင်နေတဲ့ experience ရှိပါတယ်လို့ပြောနေရင်လည်းလမ်းပြောက်သွားတဲ့နေ့ရက်တွေအများကြီးပဲအလုပ်ထဲမှာလမ်းပြောက်သွားတာ career ပြောက်သွားတာသားသမီးနဲ့ပတ်သက်ပြီးလမ်းပြောက်သွားတာရည်မှန်းချက်တွေရည်ရွယ်ချက်တွေပြောက်သွားတာကျွန်တော်ဘဝမှာအများကြီးရှိပါတယ်ဒါပေမဲ့ထိုနာမကကျွန်တော်ရဲ့အော်ဟေ့ရဖြစ်တယ်ကျွန်တော်မဖြေရှင်းနိုင်တဲ့ပြဿနာတွေကိုဘုရားသခင်ဖြေရှင်းပေးတယ်
ကျွန်တော်မတက်ဆွမ်းနိုင်တဲ့အရာဘုရားသခင်ကတက်ဆွမ်းစေခဲ့တယ်ကျွန်တော်မလုံနိုင်တဲ့အရာတွေကိုဘုရားသခင်ကလှုပ်ဆောင်ခဲ့ပေးတာဖြစ်တယ်ငါဖြစ်သည့်တိုင်းငါဖြစ်တယ်ဆိုရင်ဘုရားကသူဖြစ်သည့်တိုင်းကျွန်တော်ကိုဖြစ်စေတဲ့အခါမှာဘုရားရဲ့တက်နိုင်ခြင်းတကူတော့မောရှေခံစားခဲ့ရတယ်မောရှေခံစားခဲ့ရတယ်ဘုရားသခင်ပို့ဆောင်ခဲ့တယ်ဟာနာခံစားခဲ့ရတယ်ဟာဂရခံစားခဲ့ရတယ်ပေဒရုခံစားခဲ့ရတယ်မာရီနဲ့ယောသခံစားခဲ့ဒီနေ့ကျွန်တော်ခံစားဖို့ရင်ဖြစ်လာအေမာနွေလာဘုရားကျောင်းနဲ့တူရှိတယ်မေရှိယဘုရားကျောင်းနဲ့တူရှိတယ် El Rai the God who see ကျွန်တော်ဖြစ်နေတဲ့ခံစားချက်ကျွန်တော်ပြဿနာအားလုံးမြင်တဲ့ဘုရားကျောင်းနဲ့တူရှိနေတယ်ကျွန်တော်လမ်းပြောက်တဲ့ခြေတိုင်းမှာအော်ခေါ်လို့ရတဲ့နာမဖြစ်တယ်ငါ့ခေါ်လို့ငါထူးမိအဲ့တော့ချစ်တော်ညီကောင်မဒါကြောင့်မို့အချိန်မှာကျွန်တော်ပျောက်နေလားအခုမပျောက်သေးလဲဘယ်အချိန်မဲ့ဘဝမှာပျောက်သွားခေါ်ပါခေါ်ကြည့်ပါယေရှုဖျားကျွန်တော်ကျမတို့လမ်းပျောက်နေပြီလမ်းပြပေးပါကျွန်တော်ခေါ်လို့ရပါတယ်ပေတရုလိုပဲထိုသခင်နဲ့ယဉ်နေပြီးသားအောဘွေကနမိတ်လက်ခံအောင်ကျွန်တော်ပြုတ်ပြီးပြီဒါပေမဲ့ဘဝမှာလမ်းပျောက်သွားရင်မေရှိယဖျားကျွန်တော်ကဲတင်ပါကျွန်တော်ကဲတင်ပါကျွန်တော်ခေါ်လို့ရတဲ့နာမဖြစ်တယ်လမ်းပြပေးတဲ့နာမဖြစ်တယ်ဟာလေလုယာထိုသခင်နာမကိုကျွန်တော်ခေါ်အောင်လို့ဒီမှာမတည့်ရအောင်ဘုရားကိုချီးမွမ်းအောင်နှလုံးသားပြင်ဆင်အောင်ခန္ဓာစိတ်ဝိညာဉ်ထဲမှာကျွန်တော်ဒီနေ့ဘုရားရှင်နာမကိုခေါ်ကျွန်တော်ဘလို့ပျောက်ဆုံးမျိုးတွေပျောက်နေပါစေလမ်းနေပျောက်နေသူတွေအတွက်ဂရိနာမသည်ခိုလုံရာဖြစ်ပါတယ်ဂရိနာမသည်သမီးရဲ့အော်ဟစ်ခေါ်ရာဖြစ်ပါတယ်ဘဝမှာမတူညီတဲ့ဖြတ်သန်းခြင်းတွေနဲ့မတူညီတဲ့လမ်းပြောင်းမှုမျိုးတွေကျွန်တော်ရင်ဆိုင်ကြုံတွေ့ရပါတယ်အတိတ်မှာအတွေ့အကြုံရှိခဲ့မယ်ယခုပြစ္ဆုတ်ပံမှာဖြစ်နေမယ်နောက်မမြင်ရသေးတဲ့အနာဂတ်မှာပျောက်ဆုံးသွားနိုင်တဲ့အခြေအနေတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်ခေါ်တဲ့နာမဟာဘယ်လိုပျောက်ဆုံးမှုမျိုးဖြစ်နေပါစေကျွန်တော်ကိုဆွဲခေါ်ခဲ့တဲ့လမ်းပြပေးခဲ့တဲ့အားပေးခဲ့တဲ့ကူညီပေးခဲ့တဲ့ပို့ဆောင်ပေးတဲ့နာမဖြစ်တဲ့အတွက်ယေရှုတင်ပါတယ်ဗျာဒါမျိုးဒီလောကကြီးတွေမှာအထီးကျန်တယောက်တည်းဖြတ်သန်းနေရတဲ့သူများမဟုတ်ပါဘူးခေါ်ရင်ထူတဲ့ဗျာနာမကိုခေါ်တဲ့အခါမှာယေရှုပြုတဲ့ဗျာရဲ့နာမကိုတည်ကျွမ်းခွင့်ရတဲ့ယေရှုတင်အရောက်ရှင်ရင်နေခေါ်ခစ်တော်နာမ၌ကောင်းကြီးဖြစ်စေပါဘယ်လိုဖြတ်သန်းခြင်းမျိုးပဲရှိပါစေကိုရိုနာမောက်သားတို့အော်ဟစ်အော်ခေါ်တဲ့အခါမှာကောင်းကြီးဖြစ်စေပါဗျာအလင်းဖြစ်စေပါလမ်းပြတော်မူပါနှုတ်ဘတ်တော်ဒီရောက်ဆက်တဲ့ကောင်းကြီးဖြစ်စေပါဂျေဇုညီတဲ့ချင်းရောက်ဆန်ခံစားစေပါဘဝမှာဘယ်လိုလမ်းပြောင်းမှုမျိုးပဲဖြစ်နေပါစေကိုရိုနာမတော်အဖြစ်ကိုရိုဖွင့်ပေးရာကိုရိုပြင်ဆင်ရာကိုရိုဂျေဇုပြုရာလမ်းတကားထဲမှာရှောက်လန်းနေတော့အသက်တာမဲ့ဗျာဂျေဇုပြုပါရောက်ဆန်ကောင်းကြီးပြတော်မူပါတပတ်တောင်သွားတဲ့ခါမှာရောက်ဆန်ဖျားခွက်ကလုံချုံပါဒီညမှာတို့လာမဲ့စနေနေ့အတွက်အတူတူကဆူတောင်းတယ်ကိုရောကျေးဇူးပြုပါစင်ကနာခဏတိုင်းပေါ်ဝင်တော်ဗျာဥဆောင်မှာကိုရောကျွန်တော်လိုပါတယ်ကိုရောကျွန်တော်လိုပါတယ်ကိုရောမရှိလို့မဖြစ်ပါဘူးကိုရောကျေးဇူးပြုပါအခန့်ကဏ္ဍအသီးတိုင်းကိုရောကောင်းကြီးပေးပါမာစားပါအောဘွယ်ကိုရောပြင်ဆင်ပါကိုရောမေတ္တာကိုရောကဲတင်ခြင်းကိုရောမင်္ဂလာကိုရောအင်္ဂလိပ်သတင်းစကားမျိုးစေ့အသီးဒီအသက်တာတိုင်း၌ခံစားရတော့အခွင့်ကိုရောပြင်ဆင်မာစားရမူပါကျေးဇူးပြုပါဗျာကိုရောလက်တွေသားတို့အနန္နဲ့ကောင်းမြတ်သောဘုရားကိုရနာမပါစေဘုံကြီးပါစေတပတ်တော်အောင်သွားတဲ့ခေါင်းလေးရောက်စီတဲ့အင်တော်မိသားစုစုတဲ့ကွယ်ကမဆာမကပ်တဲ့ယောဘဝဖြစ်စီတဲ့ပြီးမျိုးစွာဘုရားကွယ်လွန်ကျွေးဂျေဇုညီတဲ့ချင်းခံစားရတဲ့ဖြစ်အရောက်စီတဲ့ပို့ဆောင်မဆာတော်မူပါအလုံးစုံရည်တွဲချီးမွမ်းပါတယ်ယခုပင်သုံးမတော်ဖြစ်တော်မူသောခမည်းတော်သားတော်မူသောဘုရားထမဂျေဇုနဲ့ညီတဲ့ချင်းမင်္ဂလာဘုရားပေါင်းတို့ဤနေဝိပုကိုယ်ကလေးရှိရသောသားသမီးအကြီးငယ်ပေါင်းပေါ်သူယခုမှဆိုင်ကာလစင်မြဲပြည့်စုံသောကြောက်တည်ရှိတည်နေပါစေသော